ပုံထဲမှာကိုပပစီခြင်းနဲ့အရာဝတ္ထုတွေကိုဖြတ်တဲ့အခါဘယ်တစ်ခုကပို့ပြီးတော့အဆင်ပြေမယ်လို့ထင်လဲObject Eraser လို့ခေါ်တဲ့ပုံထဲကအရာဝတ္ထုတွေကိုဖြတ်ဖို့အတွက် Apple Sensor Honor နဲ့ Google Photo ဘယ် AI ကပို့ပြီးတော့ကောင်းလဲဆိုတာကိုဒီနေ့ဇူကပြောပြပေးမှာပဲဖြစ်ပါတယ်။ Apple မှာဆိုလို့ရှိရင် Apple Intelligence နဲ့အသုံးပြုနိုင်ပြီးတော့2024ခုနှစ်နောက်ပိုင်းကနေစပြီးတော့ဘေးရင်ပါဝင်လာတာပဲဖြစ်ပါတယ်။ iPhone 15 Pro နဲ့16 series ကနေစပြီးတော့အသုံးပြုနိုင်ပါတယ်။ Samsung ရဲ့ Galaxy AI ကတော့အရာဝတ္ထုတွေကိုဖယ်ရှားပြီးတဲ့နောက်မှာလစ်လက်သွားတဲ့နေရာကိုလက်တွေ့ကျကျ realistic ဖြစ်ပြီးတော့တခြားနဲ့ဖြည့်တင်းပေးမှုအားအကောင်းဆုံးမှာ One UI 3.1 နဲ့ One UI 4.5 version ရတဲ့ Samsung ဖုန်းတွေမှာစပြီးတော့အသုံးပြုနိုင်ပါတယ်။ Honor ရဲ့ AI Eraser ကတော့ Google ရဲ့နည်းပညာကိုအခြေခံထားတာဖြစ်ပြီးတော့အရာဝတ္ထုတစ်ခုချင်းစီကိုလိုက်ဖြတ်နေရတာရဲ့အသေးစိတ်ကျမှုနဲ့ realistic ဖြစ်မှုကတော့အနည်းငယ်အားနည်းပါတယ်။ဒီလေးမျိုးထဲမှာဆိုရင် Object Eraser ကဖုန်းတိုင်းမှာမပါနိုင်တာဖြစ်လို့ Google Photo က AI ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့ Android iOS ဖုန်းထဲမှာအသုံးပြုနိုင်ပါတယ်။တိကျတဲ့ result 5 မျိုးအထိရနိုင်ပြီးတော့အကယ်လို့ကိုမကြိုက်လို့ရှိရင်လည်းနောက်ထပ် result ကိုပြန်ပြီးတော့ create လုပ်နိုင်ပါသေးတယ်။ကဲဒီတော့ Google Photo ကိုသုံးပြီးတော့ Object Erase လုပ်ထားတဲ့ AI Photo ကိုညီမတို့ comment အောက်မှာမှတ်ပေးခဲ့ကြအောင်နော်။နောက်တစ်ခေါက်ဒီမှာလည်းဘယ်လို tips and tricks လေးတွေကိုဇူကပြောပြပေးမလဲဆိုတာကိုတော့ sub page ကိုတစ်ချက်ကြည့်ရှုပေးကြပါအောင်ရှင့်။တတား